အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့နောက်ထပ်ကန်ကောင်းတာလေးတစ်ခုကိုပြောပြပေးပါမယ်ဒီနေ့မှာဆိုလို့ရှိရင်တော့ပေါ့နော်မလေးစင်ကာပူကနေပြီးတော့မမကလည်းစီးကဲတွေမှာယူလာတယ်ထိုင်းကညီမလေးကလည်းစီးကဲတွေမှာယူလာတယ်ပေါ့နော်မိသူကအခုဒီကြည့်နေတဲ့လူတွေကိုပြောချင်ပါတယ်နှစ်လပိုင်းတရက်နေ့ကစပြီးတော့မိသူတို့ဒေါက်တာ H ပစ္စည်းလေးတွေကအနှဲငယ်စီးလေးတွေတက်ပါမယ်ရှင်အဲ့ဒီအတွက်ကြောင့်မလို့ဒေါက်တာ H ကိုပေါ့နော်ကိုကအရင်စိုက်တယ်သုံးနေရပြီစမ်းသုံးကြည့်ကျင်တယ်ဆိုလို့ရှိရင်တော့နှစ်လပိုင်းမရောက်ခင်လေးမှာကြိုတင်ပြီးတော့မှာယူသုံးဆွဲပါလို့မိသူအကြံပြုတယ်ဘာလို့လဲဆိုတော့ဒါကမိသူကစေတနာနဲ့ပြောပြပေးရနော်စေတနာနဲ့ပြောပြပေးတာဘာလို့ဆိုကိုရဲ့ချစ်ရတဲ့ကကာလေးတွေအတွက်ကိုမိသူကနေပြီးတော့ဈေးကိုပေါ့နော်မတက်ခင်လေးမှာရသွားစေချင်လို့ပါအမှန်တကယ်ဆိုတော့ရောင်းတဲ့သူဆိုတာကတက်မှရောင်းရလေကိုအတွက်အဆင်ပြေလေးပဲနော်ဒါပေမဲ့မိသူကအကုန်လုံးကိုစေတနာနဲ့ပြောပြပေးတာပါဈေးမတက်ခင်လေးမှာကြိုတင်ပြီးတော့မှာယူလို့ရပါတယ်ရှင်မိသူစီမှာဒေါက်တာအိတ်နဲ့ပတ်သက်ပြီးတော့မျက်နှာသစ်ရှိမယ်တိုနာရှိမယ်ဆန်ခရင်ရှိမယ်ခရင်ရှိမယ်ကလင်းစင်ဝါတာရှိပါမယ်ရှင် MD makeup လေးတွေကတော့လုံးဝမှာလုံးဝလောဆယ်မှာဈေးမတက်သေးပါဘူးရှင် MD moisture ရှိမယ် serum ရှိမယ်ပြီးလို့ရှင် makeup ရေရှိပါမယ်ပြီးလို့ရှင် two way ပေါ့နော် cream pad လေးရပါမယ်နှာခမ်းလေးရပါမယ်ရှင်ဒါကတော့ MD နဲ့ပတ်သက်လို့ရတဲ့အရာလေးတွေပေါ့နော်ဒီဘက်က9မျိုးကတော့ဒေါက်တာ skin care နဲ့ပတ်သက်တဲ့အရာလေးတွေပါဒီနှစ်လပိုင်းတစ်ရက်နေ့မှာဒေါက်တာပစ္စည်းလေးတွေကပေါ့နော်စပြီးတော့ဈေးတက်မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဈေးမတက်ခင်လေးမှာကြိုတင်မှာယူဖို့မိသူဒီများနေပြီးတော့အကြံပြုပါတယ်ဒီအခုရှေ့ရမှာသွားတဲ့အမတွေဆိုလို့ရှိရင်လည်းအရန်ကိုအဆင်ပြေသွားပါတယ်ရှင်ဈေးမတက်ခင်မှာသူကပေါ့နော်ဒီဈေးဟောင်းလေးနဲ့ရလိုက်တဲ့အတွက်ကိုအရန်အဆင်ပြေပါတယ်အခုသုံးနှမဲ့သူလေးတွေဆိုလို့ရှိရင်လည်းဈေးမတက်ခင်လေးမှာပေါ့နော်ဆက်သွယ်ပြီးတော့မှာယူလို့ရအောင်မိသူတွေကနေပြီးတော့လှမ်းပြီးတော့အသိပေးတာပါအခုကြည့်နေတဲ့သူလေးတွေကိုပြောပြရအောင်နော်မှာယူမယ်ဆိုလို့ရှိရင်တော့3995263858 Viber ဖုန်းနံပါတ်ကနေပြီးတော့ဆက်သွယ်မှာယူလို့ရပါတယ်ရှင်အားလုံးကိုချစ်ပါတယ်